Hello ဒီနေ့ယူရီကကျောင်းတက်ခံနေပြီဆိုတော့တတမမီလေးတွေလည်းလွယ်လေးပြပေးမှာပါယူရီစင်ကလွယ်အများရောက်ထားတဲ့အကောင်လိုက်ပြပေးမယ်နော်မိုးရဒီမှာကျောင်းတက်ရမှာဆိုတော့မိုးကသားလေးတွေထဲမှာဆိုလို့ရှိရင်ဒီဒီဇိုင်းလေးရှင်နော်ဒါလေးဆိုလို့ရှိရင်အိတ်ကက်လေးတွေလည်းအများကြီးပါတယ်ကီချင်းလေးကလည်းအပူပါတည်းရဲ့ဒါလေးဆိုရင်ခူရိုမီမှာစီနာမိုးရှိပါတယ်နှစ်မျိုးနောက်တစ်မျိုးအနေနဲ့ဒါလေးဆိုလို့ရှိရင်အိတ်ကက်များတဲ့တတမမီလေးအတွက်ဒါလေးအရန်ဆင်ပြေရနော်ကီချင်းလေးလည်းပူပါတယ်ပင်လေးဆိုလည်းတအိတ်ကို3ခုပါပါတယ်။ဟာလေးဆိုလို့ရှိရင်ကပီပါတာတသားလေးဒမီမီလေးလဲလို့ရရနော်။ဟာလေးဆိုရင်ခူရိုမီမှာ2မျိုးနက်ပြန်နဲ့ပန်းရောင်လေးမှာခူရိုမီ1မျိုး။ဟာဒါလေးဆိုရင်ခူရိုမီခဲရောင်လေးပါ။ဒီချင်းပိုလေးကပါပီတာပင်လေးနဲ့နော်။ဒီဟာလေးဆိုလို့ရှိရင်စိုက်ကြီးလေးထဲမှာဆိုလို့ရှိရင်ဒီအရန်လာတဲ့ကလစ်တာပေါ့နော်။ဘလင်းဖြစ်နေတဲ့အိတ်လေးတွေက4မျိုးလာရပေါ့နော်ယူလို့ရှိရင်ခူရိုမီဆိုလို့ရှိရင်ဒီအနက်ရောင်လေးရှိမယ်။ခရမ်းရောင်လေးဟုတ်ဒါလေးဆိုလို့ရှိရင်စီနာမွန်လေးပါအပြာရောင်လေးเนาะယောက်ျားလေးမိန်းကလေးလဲလို့ရတယ်ဒါလေးဆိုလို့ရှိရင်မိုင်မဲလို့ဒီလေး4မျိုးလာပါတယ်ဂလစ်တာလေးမှာနောက်ထပ်မိုးကသားလေးနဲ့ရမဲ့လွယ်လေးထဲမှာဒါလေးရှိတယ်เนาะဒါလေးဆိုလို့ရှိရင်လဲခူရိုမီရှေ့အိတ်လေးနဲ့အလဲအိတ်အကြီးတစ်ခုပါတယ်ခူရိုမီရမယ်เนาะဒါလေးကမိုင်မဲလို့ဒီဒါလေးဆိုလို့ရှိရင်လဲစီနာမွန်တပုံစံနဲ့เนาะကဲဒါလေးဆိုလို့ရှိရင်လဲစီနာမိုပဲအမျိုးစားလေးမတူဒါလေးမိုးကသားလေးပဲဒွိတ်လေးနဲ့ဒါလေးရပါမယ်ဒါလေးကတော့နောက်တစ်မျိုးပေါ့ဒါလေးဆိုလို့ရှိရင်လဲခူရိုမီနဲ့ရောင်လေးရှိမယ်မိုင်မဲလိုဒီလေးရှိပါမယ်စီနာမိုလေးကတော့ဒီထဲမှာမရှိတော့ဘူးเนาะကဲယူရီခုလဲပြပေးမယ်ပြန်လိုက်တယ်ဟို site သိချင်တော့ဒါလေးက9နဲ့6တော့9နဲ့8တဲ့အကြည့်လူကြီး site လဲဝယ်လို့လွယ်လို့ရတာဆိုလူကြီးပေါ့နော်ယူရီလွယ်ပြထားဆိုရင်တန်းနဲ့တန်းတာမီလေးတဲ့အဲ့ရန်ချစ်ဖို့ကလည်းလွယ်တေးလေးလည်းရှိရယ်နော်ဒါလေးဆိုလို့ရှိရင်ခူရိုမီအဲ့ဒီဆိုရှင်မိုင်းမဲလို့ဒီပါဒီလိုအသားမျိုးဒီလိုပုံစံမျိုးကိုပဲအကြီးထဲမှာဆိုလို့ရှိရင်ဒီလိုစီမှာခူရိုမီအကြီးလေးရှိပါတယ်နော်လူကြီးပဲလို့ရတယ်7တန်း8တန်းလောက်ဒီကုန်လွယ်လို့ရပါတယ်90တန်းတောင်ရပါတယ်ဒီကောင်လေးဆိုလို့ရှိရင် pencil case လည်းပါပြီးသားခူရိုမီလေးရှိပါပါမယ်အယုံကြီးလေးကြိုက်တယ်တာမီလေးတက်ကြတော့ဒီဟာလေးရှိပါရဲ့ခူရိုမီနဲ့စီနာမွန်ဒါလေးဆိုလို့ရှိရင်ဒီမှာဒါလေးဆိုလို့ရှိရင်အဲ့အကြီးပါတယ်ပြီးလို့ရှိရင်စစ်လေးနဲ့ဟိုဒါလေးဆိုရင်9 6ခွန်8 9နဲ့6တော့9နဲ့8တန်းလောက်စီဒါဒီရွေးသုံးလို့ရရနော် site ကဒါလေးဆိုရင်ခူရိုမီစီနာမွန်သမီး2မျိုးရှိပါရဲ့ကဲအမွှေးပွားလေးထဲမှာဆိုလို့ရှိရင်မိုင်မဲလိုဒီအမွှေးပွားလေးရှိမယ်အဲဆိုစိုက်ကြီးနော်ပြီးရင်ပုံမပူတဲ့အမွှေးပွားလေးရှိမယ်ဒီပုံမပူတဲ့အမွှေးပွား2မျိုးလာပါမယ်ဒါလေးဆိုစိုက်ပိုကြည့်ရဲဒါလေးစိုက်လေးနည်းနည်းလေးပိုသေးပါရဲ့ကဲနောက်တစ်ခုကဒီမှာနော်ယူရီပြပြီးတာလော့ဆိုမွှေးပွားလေးပါယူကြီးလဲလို့ရလွယ်တယ်နော်စိုက်ကြီးရှိပါရဲ့အခုယူရီပြထားရဲယူရီပြခဲ့တဲ့လွယ်တွေကိုဆိုယူရီစီမှာအစ်တော့ရှိရပါပြီးတော့ဈေးလေးတွေကလည်း3000ကျော်နေစပြီးတော့6000ကျော်လောက်ထိပဲရှိရပါအဲ့တော့ back to school ကျောင်းမဖွင့်ခင်လွယ်တွေလာဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ယူရီ collection ကိုလာရောက်ဖို့အလုံးဖိတ်ခေါ်ချင်ပါတယ်အလုံးပဲတတာ